ကဲအခုကျွန်တော်တို့ online ပေါ်မှာတွေးနေမိနေရတဲ့အရာတွေအားလုံးနှီးပါပေါ့နော်အိမ်နောက်ကလည်းမောင်းနေနေတဲ့အိမ်အားကြီးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ digital marketing digital ဈေးကွက်ရှာဖွေရေးပါပဲဆိုတော့ဒီနေ့မှာအဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့အတူတူအသေးစိတ်လေ့လာကြည့်ကြရအောင် ဟုတ်ပြီအဲ့တော့ဒီ digital ကဘာကြီးကဘလောက်တောင်မြန်ဆန်ပြီးလုံရှားနေလဲဆိုတော့အရင်ဆုံးပုံဖော်ကြည့်ဖို့ဒီမေခွန်းလေးမို့အတူတူစဉ်းစားကြည့်ကြရအောင် 10မိနစ်အချိန်ခေ10မိနစ်အတွင်းမှာပဲเนาะတန်းတဲ့ချီတဲ့အချက်လက်တွေပြောဆိုဆက်သွယ်မှုတွေကအင်တာနက်ပေါ်မှာတဝုံဝုံခိပြက်နေတာကဲဒီလောက်တောင်စူညံပြီးလှုပ်ရှားနေတဲ့ကြီးကဘာကြီးထဲမှာကိုလုပ်ငန်းကိုအမတ်တန်စိတ်ရဲ့အတန်ကိုလူဒီချောင်းကိုဘယ်လိုလုပ်မလဲအဖေကရှင်းရှင်းလဲပါအဲ့ဒါကတော့ digital secret ရှာဖွေရေးပါပဲ ကဲအင်တာနက်ဆိုတဲ့ကစားကွင်းကြီးကဘလောက်တောင်ကျယ်ပြောလဲဆိုတော့ကျွန်တော်တို့မြင်ဖတ်သွားပြီဆိုတော့အဲ့ဒီကစားကွင်းထဲမှာဘလို့နီးစနစ်တွေတုံးပြီးကစားရမလဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင် ရှင်းရှင်းလေးပြောရရင်တော့လေဒါကနီးပညာကိုအတန်ချက်ဆက်တစ်ခုလို့သုံးတာပါပဲကိုယ့်ရဲ့ထုတ်ကုန်တွေဒါမှမဟုတ်စောင့်မှုတွေအကြောင်းကိုလူမှန်တရားမှအခြေမှန်မှကြောင်းအောင်ပြောပြတာပေါ့ session ချင်းတွေနဲ့ဆက်ပြီး social media တွေအထိအသုံးပြုလို့ရတဲ့လမ်းကြောင်းတွေကတော့အများကြီးပဲ ထပ်ပေမဲ့ဘာဖြစ်လို့ဒီ digital secret ရှာဖွေရေးကဒီလောက်ထိအရေးပါပြီးအပြောင်းလဲကြီးတစ်ခုဖြစ်လာရတာလေအဲ့ဒီမိခွန်းရဲ့အဖြေကိုသိဖို့တမားရုပ်ကြားနီးလိုက်နဲ့တစ်ချက်လောက်ရှင်းကြည့်လိုက်ကနဲ့ရှင်းသွားပါလိမ့်မယ် ကဲဒီစရာကိုတစ်ချက်ကြည့်လိုက်ရအောင်အဓိကကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်ရပါလိမ့်မယ်ဥပမာတမားရိုးကြားကြော်ညာတစ်ခုကလူပနေအောင်စီတကယ်ရောက်သွားလဲဆိုတာအတိအကျသိဖို့ခက်တယ်လေဒါပေမဲ့ digital မှာတော့ click တစ်ချက်ချင်းစီကိုတောင်ခြေရခံလို့ရတယ်အဲ့ဒီလိုတိုင်းတာလို့ရရဲ့အားတာချက်ကပဲကုန်ချဆေးကိုပို့ပြီးထိရောက်စေတယ်ပြတ်မှတ်ထားတဲ့ customer တွေကိုပို့ပြီးတိကျရသွားတွေ့စေနိုင်တယ်ဒါကအဓိကတော့ချက်ပဲ ဟုတ်ပြီအခု digital secret ရှာဖွေရေးမှာသုံးတဲ့အရိကလမ်းကြောင်းတွေကိုပေါ့နော်လက်တမားတယောက်ရဲ့ကိရိယာ data တစ်လုံးလို့သဘောထားပြီးတစ်ခုချင်းစီလေ့လာကြည့်ကြရအောင် SEO ဒါကဘာနဲ့တူလဲဆိုတော့စာကြည့်တိုက်ကြီးတစ်ခုထဲမှာကိုစာအုပ်ကိုအကောင်းဆုံးစာအုပ်ဖြစ်အောင်ကြိုးစားတာနဲ့အတူတူပဲ search engine တွေ Google လို့လွှာတွေကစာကြည့်တိုက်မှုတွေပေါ့သူတို့ကလူတွေအတွေ့အသုံးဝင်ဆုံးအရေးထွေးအကောင်းဆုံးအကြောင်းအရာတွေကိုရှာဖွေသူတွေစီအရင်ဆုံးညွှန်းပေးခြင်းတာဒီမှာကပိတ်ဆံပေးစရာမလိုဘူးအရေးသွင်းနဲ့မှမရှင်းပြရတာ ဥပမာ Google မှာ online shopping လို့ရိုက်ရှာလိုက်တယ်ဆိုပါစို့အဲ့ဒီမှာ Amazon ရဲ့ website ကထိတ်ဆုံးနားမှာပေါ်လာတာက SEO ကိုကောင်းကောင်းအသုံးချထားနိုင်လို့ပဲဖြစ်ပါတယ် ကဲ SEO ကအရေးသွင်းနဲ့ပြန်ရတာဆိုရင် SEM ကကြတော့လေလံပွဲလို့ဖြစ်သွားပြီဆိုလိုတာကကိုယ့်ရဲ့ကြော်ညာကိုရှာဖွေမှုရလက်တွေရဲ့ထိတ်ဆုံးမှပြဖို့နေရာကိုပိတ်ဆံပေးပြီးဝေရတာမျိုးပေါ့ ခုနကဥပမာကိုပဲပြန်သွားကြည့်အောင် Amazon ရဲ့အပေါ်မှာ sponsor ဆိုတဲ့စာတန်းလေးနဲ့ပေါ်လာတဲ့ mycurious.com ရဲ့ကြော်ညာအဲ့ဒါက SEM ကိုတုံထားတာပဲဒီလိုရှင်းကြည့်လိုက်တော့ SEM နဲ့ SEO ဘယ်လိုကွာလဲဆိုတာရှင်းသွားပြီဟုတ် social media marketing ဒါကတော့ရှင်းပါတယ်လူတွေနေ့စဉ်နဲ့များအချင်းကုန်ဆုံးပြီးစကားတွေပြောနေကြတဲ့နေရာ Facebook တို့ Instagram တို့လိုနေရာတွေမှာကိုယ့်ရဲ့ brand ကိုတွားပြီးပါဝင်စေတာပေါ့ဒါကကြော်ညာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးနော်ပရိသတ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်တာကို brand ကိုဝန်ရံတဲ့အတိုင်းဝိုင်တို့ဖန်တီးတာတွေလည်းပါဝင်တယ် နောက်တစ်ခုက email marketing ဒါကကြတော့ဝယ်ဖို့အလားအလာရှိတဲ့ customer တွေရဲ့စာပုံးထည့်ကိုတိုက်ရိုက်စကားသွားပြောခွင့်ရတဲ့နည်းလမ်းပဲလူမြောက်ရှိမှအော်ပြောနေတာမျိုးမဟုတ်တော့ပဲတယောက်ချင်းစီကိုသူတို့စိတ်ဝင်စားဆုံးအောင်ကြောင်းရတယ်နဲ့ဆွဲဆောင်ပြီးရေရှည်ဆက်ဆံရေးတစ်ခုတည်ဆောက်တော့တာမျိုးပါ ဟုတ်ပြီအခုကျွန်တော်တို့ပြောခဲ့တဲ့ဒီကိရိယာတွေအားလုံးကိုကြုံတလို့ရှောက်တုံးလို့တော့မရဘူး customer တယောက်ကပစ္စည်းတစ်ခုကိုစိတ်ဝင်စားတာကနေတကယ်ဝယ်လိုက်တဲ့အထိဖြတ်တန်းရတဲ့ခရီးစဉ်အဲ့ဒီလမ်းကြောင်းပေါ်မှာမဟာဗျူဟာကြကြနေရာချပြီးသုံးချရတာပါ customer တိုင်းကလေဇလန်တပုတ်လိုခရီးလမ်းတစ်ခုကိုဖျက်သိမ်းရတယ်ပထမဆုံးအဆင့် awareness မှာတော့သူတို့ကကိုယ့် brand ကိုမသိသေးဘူးသူစိမ့်နေပေါ့ပြီးတော့ consideration အဆင့်မှာကိုယ့်ကိုစိတ်ဝင်စားလာတယ်တခြား brand တွေနဲ့နှိုင်းယှဉ်စဉ်းစားလာတယ်နောက်ဆုံး purchase အဆင့်မှာဝယ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီးအဲ့မှာပြီးသွားပြီလားဆိုတော့မဟုတ်သေးဘူးနောက်ဆုံး post purchase အဆင့်မှာကြတော့ကိုယ့်ရဲ့အမခံ fund ကိုဖြစ်လာအောင်တိဆောက်ရတာပါ ကဲအခုဒီဇာမှာအားလုံးကိုပြန်ပြီးဆက်ကြည့်ရအောင်ဥပမာနော်လူတော့ကသူ့မှာရှိရဲ့ပြဿနာတစ်ခုရဲ့အဖြေကို Google မှာရှာတယ်ဒါ awareness အဆင့်ပဲအဲ့ဒီမှာ SEO ကကိုကိုသူတို့ရှေ့ရောက်အောင်ပို့ပေးလိုက်ပြီသူတို့ကကိုကိုစိတ်ဝင်စားလာတယ် consideration အဆင့်ရောက်တဲ့အခါ email ကနေတစ်ဆင့်တိုက်ရိုက်ဆက်သွယ်ပြီးအသေးစိတ်အချက်လက်တွေပေးလို့ရတယ်ဝယ်ပြီးတော့တဲ့ post purchase အဆင့်မှာတော့ email ကပဲသူတို့ကိုနောက်တစ်ခေါက်ပြန်လာဝယ်ဖို့ဆွဲဆောင်နိုင်ပြန်ရောမြင်တဲ့အတိုင်းပဲကိရိယာတစ်ခုချင်းစီမှာသူ့နေရာနဲ့သူအသုံးဝင်မှုကအစွမ်းထက်ပါတယ် ခင်အခုကျွန်တော်တို့ပြောခဲ့တာတွေအဟောင်းကိုခြုံပြီးတော့အတိအကမှတ်သားထားတဲ့အချက်ကိုကြည့်လိုက်ကြရအောင် 83%83%
ဒီကနန်းကဘာကိုပြောချင်နေတာလဲ ဒီအချက်ကဘာကိုပြနေလဲဆိုတော့လေ online မှာရှိတဲ့လူအများစုက PC တစ်ခုကိုသိယုံရဲ့သူ့လိုလိုဝေးပြီးတော့တာမဟုတ်ဘူးဆိုတာပါပဲ awareness အဆင့်ကနေ purchase အဆင့်ကိုရောက်ဖို့အတွက်သူတို့ရဲ့ခရီးလမ်းတစ်လျှောက်မှာကျွန်တော်တို့ဘက်ကမှန်ကန်တဲ့လက်ညှိုးမှုတွေအားပေးတိုက်တွန်းမှုတွေလိုပေးဖို့လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ ဒါကြောင့်အဆုံးမှာအဓိကမှတ်ထားရမှာက digital ဈေးကွက်ရှာဖွေရေးဆိုတာ SEO SEM ဆိုတဲ့ကိရိယာတွေအကြောင်းသက်မဟုတ်ဘူးဒါကလူတွေအကြောင်းပါလူတွေရဲ့လိုအပ်ချက်ကိုနားလည်ပြီးသူတို့ရဲ့ခရီးလမ်းသက်ရှောင်းလုံးမှာယုံကြည်မှုကိုတိဆောက်ပေးရတဲ့စနစ်တစ်ခုဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ဒီမေကွန်လေးကိုအတူတူစဉ်းစားကြည့်ကြအောင်ဒီနေ့သုံးနေတဲ့ digital ကိရိယာတွေ platform တွေကမနှက်ဖြန်မှမရှိတော့တာဖြစ်နိုင်တယ်အမြဲတမ်းပြောင်းလဲနေတဲ့ဒီကွာကြီးမှာဈေးဝယ်ရှာဖေးရဲ့အထက်လုံးဘယ်တော့မှမပြောင်းလဲသွားမဲ့အရေးကြီးဆုံးရထူးကဘာဖြစ်မဲ့ထင်လဲအဖြေရရှင်းပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ customer ကိုအမှန်တကယ်နားလည်နိုင်စွမ်းပါတယ်